ကျမတို့စီမှာပူတောင်မှာအေးတယ်12လပိုင်းနဲ့တလပိုင်းဆိုမီးဖို့မဖို့ပဲမနေနိုင်ဘူးအဲကြောင့်ကျမတို့ကတစ်နှစ်မှာချင်းကိုဥပမာကျမတို့9ကတ်သုံးတယ်ဆိုလို့ရှိရင်ဒီလေးစစ်မင်းလာတဲ့အတွက်ကြောင့်မလို့သမင်းဟင်းချက်စရာအတွက်ကျမတို့ချင်းမလို့တော့ဘူးရော့သွားပြီကျမတို့အဲ့လောက်မသုံးတော့ဘူး9ကတ်သုံးတဲ့မိသားစုတစုအခုက2ကတ်လောက်ပဲလို့တော့တယ်ချင်းနဲ့မီးမွေးပြီးတော့မှသမင်းချက်စားတဲ့ဘဝကနဲ့အခုကိုကလက်စနဲ့ချက်တယ်ဆိုရင်တော့မြင့်လာပြီပေါ့အခုဆိုရင်ကိုယ့်ရဲ့ကလေးတွေကိုပညာရေးပိုင်းမှာဦးစားပေးလာရှိတယ်လမ်းပတ်ဆက်သွယ်ရေးကောင်းလာတဲ့အတွက်မိဘတွေလည်းပေါ့နော်အများကြီးမြင်ကျလာတယ်ကလေးတွေအတွက်လည်းတကယ်လက်တွေ့မှာလည်းပဲကလေးတွေရဲ့သူတို့ရဲ့တွေးခေါ်မှုတွေပေါ့နော်သူတို့ရဲ့တင်ယူမှုအပိုင်းတွေဒီအကြောင်းကိုစိတ်ဝင်စားတဲ့အပိုင်းမှာဆိုတော့အများကြီးတိုးတက်လာတာကိုတွေ့ရတယ်ပေါ့နော်ဒီဆိုရရဲ့ပေါ့နော်စာတင်နေအကြောင်းဟာပေါ့နော်ကလေးတွေပြောအကြောင်းကလေးပြောအကြောင်းဖြစ်အောင်ပေါ့နော်သူတို့အနေနဲ့စီစဉ်ထားတဲ့ဒီတင်ယုံညွန်းတန်းလေးတွေအကြောင်းပေါ့နော်ပြီးတော့သူတို့စစ်စင်